ဟင်းနေချက်စားရုံးနေပြီဆိုရင်ဒီလိုမျိုးတုတ်ကလေးလောက်စားကြမယ်။ဒါတော့ဈေးရဝလာငဖယ်လေးပေါ့နော်ပြီးရင်ကိုပီလေးလီထားလိုက်တယ်ဒါတော့မကြီးလေးစိတ်နာရှင့်။ဒါကတညာတီဒါကကြောက်ချက်တုံပြူစီချက်ချက်ပူပါ။ကျမစီချက်ချက်လို့ရှင်စီကိုလုံးဝပူချင်းနေအောင်ထားလိုက်တယ်ပါ။စီပူပိုင်းဆိုလို့ရှိရင်မီးဖိတ်ပြီးတော့ကျမချက်တုံကိုထဲလိုက်တယ်ပေါ့နော်။ချက်တုံပနစနမကလေးကိုကျမထဲလိုက်ပါရဲ့။ထဲလိုက်ပြီးတော့ဖုံးလေးပိတ်ထားလိုက်ပြီပေါ့နော်။ဒါစီချက်လေးရသွားပြီပေါ့နော်စီချက်လေးရသွားဆိုရင်စပြီးတော့မဲဒါတော့ဈေးရောက်ဝယ်လာတဲ့ဖယ်လေးကိုထည့်လိုက်တယ်ထည့်ဖို့ရှင်ကိုဗီလေးထည့်တယ်ပြီးတော့စီချက်ကလေးနှစ်စွန်းတယ်နော်စီချက်လေးနှစ်စွန်းကြော်လောက်ထည့်လိုက်တယ်ပြီးတော့နော်မကြီးရည်လေးသုံးစွန်းလောက်ထည့်လိုက်ပါရှင်အချီလေးထည့်ပြီးအချွန်းလုံးထည့်တယ်ညမြိုင်လေးထည့်ပြီးတော့ပဲမုတ်ကလေးထည့်ပါဟဲ့ဒါကိုရခိုင်တော့ဘူးပေါ့နော်ညမတော့ပုံစံလေးပေါ့နော်တညာတင်းညက်တဲ့မညာလေးထက်ထည့်လိုက်တဲ့ငုတ်တီမုံလေးထက်ထည့်ပဲမုံလေးနဲ့ထက်ထည့်လိုက်တဲ့စီစီလေးစားချင်ကိုပြုတ်ခင်းချင်တွေပါထက်ထည့်လိုက်ပါကဲထည့်ပြီးပွားနေပြီးတော့စက်တုံကြော်လေးဖြူပြီးလိုက်ပါအရင်စားကောင်းပါလှုပ်စားကြည့်နော်ကျေးဇူးတင်ပါတယ်ရှင်